ပါတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမတွေ့ရစေနဲ့ဒါသူ့ရဲ့ဆန္ဒနော်ကိုဆုတောင်းရင်အဲ့ဒါလိုပဲဆုတောင်းအောင်ရုံမှတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမဆုံးမရစေနဲ့ဒါဖြင့်ပါပိဿရုံမှတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘာမကန်နဲ့နီလန်းနဲ့ချီးမွမ်းခံတဲ့ပုဂ္ဂိုလ်ထက်တန်းရောက်ချင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုပါပိဿလို့ခေါ်တယ်နော်ကိုယ်မတကယ်အရေးချင်းမရှိပဲနဲ့အထက်တန်းကိုတက်ချင်တယ်အရေးချင်းရှိအောင်မလုပ်ပဲနဲ့ဖြတ်လန်းကနေလုပ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာမကန်နဲ့အောက်တန်းကျတဲ့စိတ်ဓာတ်တွေရှိတယ်လို့သူတို့ဆိုလို့တယ်ပေါ့အပြစ်ရှိလာပြန်တော့အပြစ်ကိုဖုံးကွယ်တယ်လူကောင်းလူတော်ဟောင်းဟန်ဆောင်တတ်တယ်အဲ့ဒီလိုဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဘယ်တော့မှမဆုံတွေ့ပါရစေနဲ့ဒါသူလူကိုရွေးချယ်တယ်ပေါင်းတင်ဆက်ဆံမှုလူကိုရွေးချယ်တယ်အဲ့လိုရွေးချယ်ကုတိတော်ဟိနဝိရိယောတဲ့ကုတိတော်ဆိုတာပြင်းတဲ့ပုဂ္ဂိုလ်ပြင်းတယ်ဆိုတာဘယ်ကိစ္စမှာပြင်းတာလဲစဉ်းစားကြည့်ဒီနေရာမှာဆိုလိုတဲ့ကုတိတဆိုတာဘာလို့ဆိုလောကီစီးပွားရေးလုပ်ဖို့ရပြင်းတာတို့အလုံးမလုံးချင်တဲ့အပြင်းတို့အဲ့ဒါမျိုးလည်းရှိတယ်နော်အဲ့ဒီအပြင်းကဘာဖြစ်လဲဆိုအလုံးမလုံးချင်ဘူးဆိုရင်စီးပွားတိုးတက်မှုမရတော့ဘူးပေါ့ဒီပုဂ္ဂိုလ်စာတရားမဲ့အချိန်စာမသိဘူးစာကြက်မှာပြင်းနေဆိုသူကအောင်မြင်ကြီးပွားမှုမရှိတော့ဘူးအဲ့ပုဂ္ဂိုလ်မျိုးအလုံးမလုံးချင်မှုပြင်းနေဆိုတဲ့ပုဂ္ဂိုလ်တွေလည်းတိုးတက်မှုမရနိုင်တဲ့ပုဂ္ဂိုလ်ဒီနေရာမှာတော့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရင်ထဲမှာမကောင်းတဲ့အတွေးတွေရှိနေပါရဲ့တန်းနဲ့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဟာကုသီတပြင်းရည်သူလို့ဒီလိုခေါ်တယ်နော်မကောင်းတဲ့အတွေးတွေစိတ်ကူးရင်နေတဲ့မကောင်းတဲ့အကုသိုလ်နဲ့ပတ်သက်တဲ့လောဘနဲ့အတွေးဒေါသနဲ့အတွေးတွေကိုစိတ်ကူးရင်လက်ခံပြီးတော့ဒီအတွေးပေါ်မှာနေတဲ့ပုဂ္ဂိုလ်ကိုကုတိတာလို့ခေါ်တယ်ပြင်းရည်သူဘယ်တော့မှအထက်တန်းရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့ကုသိတေနအာကာရိနသီရတိတိကုတိတော်ရုပ်ပြည့်ဆင်းပြည့်စုံမြုပ်သွားတဲ့ပုဂ္ဂိုလ်ဂုဏ်သိက္ခာအပြင်မပေါ်တော့ဘူးပြင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအထက်မရောက်လာဘူးလို့သူတို့ဆိုလို့ပေါ့ကုတိတော်ဟိနဝိရိယောလောဘဝိရိယတွေရောနေတဲ့ပုဂ္ဂိုလ်